အားလုံးပဲမင်္ဂလာပါဗျတက် info ကနေပြီးတော့ကျွန်တော်ဒီနေ့ပြန်လဲပြီးတော့ကြိုးဆိုပါရဗျဒီနေ့မှာတော့ကိုက Windows 3တဲ့ user တယောက်ဆိုရင်ပေါ့နော်ကိုရဲ့အိမ်မှာရှိတဲ့ laptop ပဲဖြစ်ဖြစ် desktop ပဲဖြစ်ဖြစ်ပေါ့နော်ကိုတိုင် Windows အသစ်ပြန်တင်ခြင်းတယ်ပေါ့နော် Windows ပြန်ပြီးတော့တင်ခြင်းတယ်ဆိုရင် Windows တင်မှု state တစ်ချောင်းကိုကျွန်တော်ဘယ်လိုအလွယ်ကူဆုံးဘယ်လိုပြုလုပ်ရရဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ Windows တင်မှုအတွက်ကကိုက Windows 10လား Windows 10ဆိုရင်တော့ကိုကျွန်တော်တို့ policy ရတော့ Windows upgrade ကိုမပေးတော့ဘူး Microsoft ကနေတရားဝင်ပိတ်ပလိုက်ပြီပေါ့နော် Windows 11ဆိုရင်ကျွန်တော်တို့ Windows 11 Pro တင်မလား Home တင်မလားပေါ့နော် Windows 11နဲ့ပတ်သက်တဲ့ ISO file ကိုကျွန်တော်တို့ပထမဆုံး download ဆွဲရမယ်ပေါ့နော် download ဆွဲရမယ်နံပါတ်1ကကျွန်တော်တို့17တစ်ချောင်းလိုမယ် 8GB memory ရှိတယ်ကျွန်တော်တို့ဒီ17တစ်ချောင်းအနည်းဆုံးပေါ့နော်ကျွန်တော်ကတော့ဒီမှာ SP brand ပဲပြထားတယ်ပေါ့နော်ဒါကိုကကြိုက်တဲ့ brand ရှိတယ်အနည်းဆုံး 8GB ရှိတယ် memory stick တစ်ချောင်းလိုမယ်ပေါ့နော်လိုမယ်နောက်ပြီးတော့သူ့ကိုကျွန်တော်တို့Windows 11တင်မယ်ဆို Windows 11 ISO file လေးကိုကျွန်တော်တို့ဒီမှာလိုမယ်ဒါအောင်မယ်နောက်ထပ်တစ်ခုကကျွန်တော်တို့သူ့ကို bootable ပေါ့နော်ကျွန်တော်တို့ Windows တင်မှုတစ်ချောင်းလုပ်ဖို့အတွက်ကျွန်တော်တို့ software တွေကတော့အများကြီးရှိတယ်အဲ့ဒီထဲမှာကျွန်တော်အကြိုက်ဆုံးက RUFUS ဆိုရဲဒီကောင်လေးပေါ့နော်ဒီ software လေးကိုကျွန်တော်တို့သုံးသွားမှာဖြစ်ပါတယ်ဒီကောင်လေးပေါ့နော်ဒါလေးရောသုံးသွားမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဆိုရင်ပထမဆုံးအနေနဲ့က Windows 11 file ကိုကျွန်တော်တို့ online ကနေ download ဆွဲမယ်ပေါ့နော်ကိုရဲ့အဲ့တော့ browser တစ်ခုတည်းကိုကျွန်တော်တို့သွားလိုက်မယ်သွားလိုက်ပြီးွားရင်ကျွန်တော်တို့ကိုက Windows 11ပေါ့နော်ဘယ်လိုဘယ် website ကနေ download ဆွဲလို့ရတယ် Windows 11ပေါ့နော် download ဆိုပြီးတော့ဆွဲလိုက်ရင်လေဒီမှာ Microsoft ကနေပြီးတော့ဒီမှာ download Windows 11ဆိုပြီးတော့ဒီမှာကျွန်တော် Microsoft ကနေသွားပြီးတော့ဒီကနေကျွန်တော်တို့ download ဆွဲလို့ရတယ်ဒီကနေပြီးတော့ကိုကြိုက်တာကျွန်တော်ကတော့အလွယ်ဆုံး download ဆွဲတာဆိုရင်ကျွန်တော်တို့ filecr.com ကနေသွားပြီးတော့ဒီမှာ Windows 11ပေါ့နော်11ဆိုပြီးတော့ကျွန်တော်ရိုက်ချလိုက်တယ်ဒီမှာဆိုရင်အပေါ်ဆုံးမှာ Windows 11 Professional Pre-Activate ဆိုတဲ့ကောင်လေးဒီကောင်လေးရှိတယ်ဒါလေးကိုကျွန်တော်တို့ option တစ်ခုပေးထားတယ် fast download beta နဲ့လည်း download ဆွဲရတယ်နောက်အောက်ကကျွန်တော်တို့ uTorrent ပေါ့နော်သူ uTorrent ဒီ software လေးနဲ့ကျွန်တော်တို့ download ဆွဲရမှာ uTorrent ဆိုရင်ဒီမှာရှိတယ်ပေါ့နော် uTorrent နဲ့ download ဆွဲပြီးရင်အရင်ဆုံးကျွန်တော်တို့ဒီစင်းကိုတော့ကျွန်တော်ကြော်လိုက်မယ်ဗျအဲ့ဒါဆိုရင်ကျွန်တော်စပြီးတော့ကျွန်တော် boot ပဲလုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့ဆက်မှာပိတ်အရေးကြီးဆုံးပိတ်တစ်တဲ့ကျွန်တော်တို့setting တွေရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီ show hidden icon ဒီမှာရှိတယ်ကောင်အဲ့မှာပေါ့ကျွန်တော်ဒီကနေပြီးတော့Windows security ပေါ့နော်ဒီကနေလည်းဝင်လို့ရတယ်ဒီ search bar ကနေလည်း Windows security ဆိုပြီးကျွန်တော်ဝင်လို့ရတယ် Windows ဆိုရိုက်လိုက်တာနဲ့ Windows security ကိုတော့တွားပြီးရောက်သွားလိမ့်မယ်အဲ့မှာကျွန်တော်တို့ Bias and Threat Protection တွေကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဝင်လိုက်ပြီးွားရင်ဒီမှာပေါ့နော်ကျွန်တော် manage setting ထဲမှာတွားပြီးတော့ real time protection တွေကျွန်တော် off ထားမယ်ဒီအောက်ကကောင်လေးကိုအကုန်ကျွန်တော် on ထားတဲ့ကောင်လေးကိုအကုန် off လိုက်ပြီးတော့ကျွန်တော်ဒီကောင်လေးကိုပိတ်လိုက်မှာပေါ့နော် minimize လုပ်လိုက်ရတယ်ကိုယ့်ဆက်က Wi-Fi ချိတ်ထားတယ်ဆိုရင်ကို Wi-Fi ကိုလုံးဝ disable ပေးလိုက်ပေါ့နော်ဘာလို့လဲဆိုတော့bootable လောက်မှာဖြစ်တယ်ကျွန်တော် error king နဲ့ memory Windows တင်ပေါ် memory stick တစ်ချောင်းလုံးမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဆက်မှာ Wi-Fi ချိတ်ထားရင် Wi-Fi ဖြုတ်ပလိုက်ကျွန်တော်ဆက်ကတော့ LAN port ထိုးထားတာဖြစ်လို့ကျွန်တော် LAN port ကြိုးကိုဖြုတ်ချလိုက်ပြီဖြုတ်လိုက်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ခုနကကျွန်တော်ပြောသလိုပေါ့နော်အရင်ဆုံးကျွန်တော်တို့ Windows 11 file လေးကိုက ISO file လေး download ဆွဲရမယ်8GB memory ရှိတဲ့ stick တစ်ချောင်းကျွန်တော်တို့လိုဝင်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့သူ့ကို bootable လုပ်ဖို့ကျွန်တော် software ကတော့အများကြီးရှိတယ်အဲ့ဒီမှာကျွန်တော်က RUFU ရဲ့ review ပေါ့နော်ဒီကောင်လေးအကောင်လေးကိုကျွန်တော်ပုံမှန် right click နှိပ်လိုက်ပြီးွားရင်ပုံမှန်မဝင်ဘူးပဲကျွန်တော် run and Emirates Caesar ဆိုပြီးတော့ကျွန်တော်စပြီးတော့ run ပြီးတော့ okay do you want to allow this app to make change to your device ဆိုကျွန်တော် yes လို့ပေးလိုက်ပါနော်ပေးလိုက်ပါပေးွားပြီဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ကိုက 8GB ဆိုရင်တော့ဒီမှာ 8GB လို့ပေါ်လိမ့်မယ်ဗျ8GB
ကျွန်တော်ကဒီမှာပေါ့နော်ဒီနေထားမှာဆိုရင်ကိုကမပေါ်သေးဒီစတစ်ကမထိုးရသေးဘူးပေါ့အဲ့ဆိုရင်ကိုရဲ့ဆက်ရဲ့ကွန်ပျူတာရဲ့ဆက်မှာ USB port မှာဟိုက 8GB ဆို 8GB ကျွန်တော်ကတော့ 16GB ထိုးထားဖြစ်တဲ့ဖြစ်ဒီမှာ 16GB ဆိုပြီးတော့ပေါ်တယ်အဲ့ဆိုရင်ကျွန်တော် full selection မှာကျွန်တော်တို့ဘာရွေးရမလဲဆိုခုနကကိုက Windows 11တင်မဲ့ stick ချောင်းလုံးမှာဖြစ်တဲ့အဲ့မှာကျွန်တော်တို့ select ဆိုတဲ့နေရာလေးကိုကျွန်တော်တို့သွားလိုက်မယ်ပေါ့နော် select ဆိုတဲ့နေရာလေးကိုကျွန်တော်တို့သွားလိုက်မယ်သွားလိုက်ပြီးသွားရင်ကိုကခုနကျွန်တော်တို့ download ဆွဲခဲ့ရကျွန်တော်ဆိုရင် desktop ပေါ်မှာ file တစ်ခုစောက်ထားတယ်သွားပြီးတော့ကို download ဆွဲထားတဲ့ Windows 11မတက်မှာနော် Windows 11 file ဆိုပြီးကျွန်တော်စောက်ထားအဲ့မှာကျွန်တော် Windows 11 ISO file လေးကိုကျွန်တော် flat ပေးပြီးတော့ open ဆိုပြီးလုပ်လို့ရတယ်လုပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီအဆင့်မှာဆိုရင် partition ဟို style က GPT ဘာမှပြောင်းစရာမလိုကျွန်တော် format တွေပါတယ်ဒီတိုင်းပဲကျွန်တော် start ဆိုပြီးတော့ကျွန်တော်တို့ START start ဆိုပြီးကျွန်တော်အဲ့မှာသူကဘာပြောလဲသူကဒီ main ရဲ့ static ထဲမှာရှိတဲ့ဟာကိုသူကဖြတ်မယ်လို့ပြောတာပေါ့နော်ဒီကြီးကပါကိုကရဖြတ်ခွင့်ပေးမယ်ဆို okay ပေးလိုက်မယ်နော်အားပြီးတော့ဒီမှာသူ option မေးထားတယ်ကျွန်တော်တို့ Windows 11ကကြာ RAM အနည်းဆုံး 8GB တောင်းတယ်ဒီမှာသူကအဲ့အဆင့်တွေကိုကြော်ပေးတယ်ပေါ့နော်အဲ့ကိုကစက်က 4GB ဖြစ်ရင်လည်းသူကရတယ်ပေါ့အဆင်ပြေနောက်ပြီးတော့ဒီမှန်ချစ်ပေးထားတာကကျွန်တော် Microsoft online ဒီ laptop online account တွေပေါ့နော် Microsoft account တွေကိုကျွန်တော်ကြော်လောင်ဖြစ်တယ်အမှန်ချစ်ပေးပြီးတော့ကျွန်တော် okay သွားလိုက်မယ် okay ဒီမှာဒီ static ထဲမှာရှိတဲ့ဟာတွေကို data တွေကိုပြတ်မယ်လို့ပြောရတယ်ကျွန်တော်ဖြတ်ချလိုက်မယ် okay ဆိုပြီးပေးပြီးဒါဆိုရင်ကျွန်တော်စပြီးတော့booty ပဲလုံနေပြီပေါ့နော်ဒီနေရာမှာကကို memory stick ရဲ့ speed ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကြာချိန်ကတယောက်နဲ့တယောက်တူမှာမဟုတ်ဘူးပေါ့နော် stick ကကောင်းရင်ကောင်းသလိုပေါ့ပို့ပြီးတော့မြန်လိမ့်မယ်ဒါဆိုရင်ကျွန်တော်လည်းတူခဏလောက်စောင့်လိုက်မယ်ဗျဒါဆိုရင်ကျွန်တော်တို့ပြီးသွားပြီပေါ့နော် Windows တင်ဖို့ stick ချောင်းပေါ့နော်ကျွန်တော်တို့အောင်မြင်စွာပြီးဆုံးသွားပြီဒီမှာ ready ဆိုပြီးတော့သူပြသွားပြီပေါ့နော်စာသက်ဘူးဖြစ်သွားပြီဒါဆိုရင်ကျွန်တော်တို့အောင်မြင်စွာပြီးသွားပြီပေါ့နော် Windows တင်ဖို့ bootable stick တစ်ချောင်းပေါ့နော်ကျွန်တော်အဲဆိုရင် close ဆိုပြီးတော့နှိပ်လိုက်မယ်ဒီဒါဆိုရင်ကျွန်တော်တို့ Windows တင်မဲ့ stick ချောင်းကိုယ့်အကိုအိမ်မှာ laptop ပဲဖြစ်ဖြစ် desktop ပဲဖြစ်ဖြစ်တစ်လုံးရှိတယ်ဆိုရင်ကျွန်တော်တို့လုပ်လို့ပြီးဆုံးသွားပါပြီဗျအားလုံးကျေးဇူးတင်ပါတယ်